ပင်ကိုကောက်လိုက်ဖြောက်လိုက်ခဏခဏလှုပ်နေတဲ့သူတွေစေးတွေခဏခဏစိုးနေတဲ့လူတွေပေါ့နော်အဲ့လိုလူတွေကသူများထပ်ပိုးပြီးတော့ဆန္ဒတွေကပျက်စီးတတ်ပါတယ်ရှင်အဲ့လိုမျိုးပျက်စီးဆန္ဒတွေရှိနေပြီဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်သွားပေါ့နော်ဒါကတော့မမမူကိုယ်တိုင်ထုတ်လုပ်ထားတဲ့ပထမတစ်ထပ်ကိုတက်ရော်လျှော်ပေးထားတဲ့ဒုတိယတစ်ထပ်ကိုမကြီးလျှော်ထားတဲ့ရှင်ပြီးရင်တော့မမမူက hair mask လေးနဲ့ပေါင်းတင်မှာဖြစ်ပါတယ်ရှင်နော်အဲ့တော့ကျမတို့ဒီလိုမျိုးပျက်စီးဆန္ဒတွေဒီ conditioner လို့ခေါ်တဲ့ပျော့စည်းနေမလုံလောက်ပါဘူးရှင်ပျက်စီးဆန္ဒတွေလုံးဝအဆင်ပြေတယ်ဒီလိုလေးပဲဆန္ဒတွေကိုဝင်အောင်ရိုက်ပြီးတော့ထည့်ပေးလိုက်မယ်ဒါလေးကိုဆေးလေးကိုစိတ်ဝင်အောင်လေးထည့်ပေးထားမယ်ရှင်ဆေးချလိုက်တဲ့အချိန်မှာလည်းလွယ်ကူပါတယ်เนาะဆေးကလုံးဝမခတ်ပါဘူးရှင်ဆေးချလိုက်တာနဲ့ကိုပဲကိုယ့်ရဲ့ဆန္ဒလေးကလုံးဝဆွတ်ဆွတ်အီပြောင်ပြောင်လေးဖြစ်လာမှာပါเนาะမမူရဲ့အခုဒီသပင်မြင်တွေ့နေရတဲ့သပင်ဟာဆိုလို့ရှိရင်အဲ့ဒီဆိုင်ကနေဘာပစ္စည်းမှသုံးမထားပါဘူးမမမူ dryer လေးတစ်ခုပဲမှုတ်ပါတယ်เนาะအဲ့တော့ပထမတစ်ထပ်ကိုတရော်လျှော်ထားတယ်ဒုတိယတစ်ထပ်ကိုမကြီးလျှော်ထားတယ်လျှော်ပြီးလိုက်တဲ့အချိန်မှာ hair mask လေးကိုပေါင်းတင်လိုက်တယ်9မိနစ်လောက်ပြီးရင်တော့မမမူ hair coat ကလေးမစုံမချောက်ချိန်မှာကိုယ့်ရဲ့ hair coat ကလေးလိမ့်ထားတယ်ပေါ့နော်အခုမြင်တွေ့နေရတဲ့မမမူရဲ့စံသားပါအဲ့ဒါဒီလုံးဝကိုနော်ကိုယ့်ရဲ့တဘာဝပစ္စည်းများနဲ့ပဲလုပ်ပေးထားတာဖြစ်ပါတယ်ရှင့်အဲ့တော့ဒီလိုမျိုးလေးတွေစံသားလေးတွေကောင်းကျင်တယ်ဆိုပြောင်ပြောင်လေးတွေဖြစ်ချင်တယ်ဆိုရင်တော့လင်းလက် hair series လေးကိုစောင့်ထားလို့ရပါတယ်အဲ့တော့သပင်လေးကလေဘလောက်တောင်မှကင်လို့ကောင်းလဲဆိုရင်လုံးဝနော်သပင်ကိုစီးကျင်တဲ့စိတ်တောင်မရှိတော့ဘူးပေါ့နော်ကိုယ့်ရဲ့သပင်လေးကဒီလိုမျိုးလေး quality လေးလိုချင်တယ်ဆိုမှမမမူတို့လင်းလက် hair mask ကိုသုံးပေးပါအဲ့တော့ဒီလိုမျိုးစံသားလေးတွေဆိုပြောင်ပြောင်လေးလိုချင်တယ်ဆိုလို့ရှိရင်တော့မမမူတို့လင်းလက်ကထုတ်ပေးထားတဲ့ hair series တစ်ဆက်ကိုသုံးပေးပါရှင်